နောက်တစ်ခုက CA စခန်း CA စခန်းမှာဘယ်လောက်ထိလိန်နေလဲဆိုလိန်စားနေကြလဲဆိုလို့ရှိရင်ထိုင်းကိုသွားပြောရင်မြန်မာဆိုရကိုထိုးပြတယ်မြန်မာဆိုရကိုပြောရင်ထိုင်းဆိုရကိုလက်ညှိုးထိုးပြတယ်ကျွန်တော်ကတော့မေဆောက်ကပေါ့နော်ဘာသာပြန်ပေးမယ်တော့ကိုဆိုင်ကကျွန်တော်နိုင်အောင်ပါผมชื่อนายองเอาเป็นรายงานแม่สอดครับဟိုပါပေါ့တနကဆရာမတွေပြောတဲ့ဟာအထက်မှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်ရောဒီရှေ့ပြောလာတဲ့သူတွေအတွက်အများကြီးစိုင်းစားပြီးမှပြောတာတွေ့တော့ကျွန်တော်တို့ကျေးဇူးတင်တယ်ပေါ့နော်แล้วก็อาจารย์ทุกท่านก็ที่กล่าวมาก็คือเป็นปากเป็นเสียงเป็นกระบอกเสียงให้กับแรงงานข้ามชาติที่เดินทางเข้ามาในประเทศไทยကျွန်တော်အမြန်ကတော့ထိုင်းလူမျိုးတွေကလေးပေါင်းပါတယ်ထိုင်းနိုင်ငံမှာအဓိကပြဿနာဖြစ်နေတာကအစိုးရလို့ကျွန်တော်မြန်တယ်ပေါ့နော်မြန်မာနိုင်ငံအစိုးရကဘာပဲခိုင်ခဲလေးလို့တာที่မှာထိုင်းအစိုးရပါတယ်ပေါ့ก็คือประชาชนของคนไทยเนี่ยดีทุกคนเลยแล้วก็สิ่งที่ยังติดอยู่ก็คือทางหน่วยงานภาครัฐแล้วก็แม้ว่ารัฐบาลพม่าพูดอะไรก็เชื่อฟังทั้งหมดแล้วก็ทำตามทั้งหมดอีโรตนကพี่มาပြောတာမလဲပါတယ်လေကျွန်တော်တို့ CDN တွေရှိတယ်မြန်မာနိုင်ငံမှာကနိုင်ငံပဲရှိတာမြန်မာနိုင်ငံဘာဖြစ်နေဆိုတာတရားမှပြောလို့မရဘူးမြန်မာနိုင်ငံလို့ပဲပြောနေကြတာမြန်မာနိုင်ငံဘာဖြစ်လာမလဲဆိုတာမသိဘူးပေါ့နော်နဲ့လို့တစ်နေ့ဖြစ်ဖြစ်နှစ်နေ့ဖြစ်ဖြစ်ဒီလက်မှတ်တက်တိုးတဲ့ဟာတွေကိုထိုင်းအစိုးရအနေနဲ့စောင့်ကြည့်တာမျိုးတွေလုပ်လို့ရတယ်ဒါပေမဲ့ तू မလုပ်ခဲ့ဘူးပေါ့ तू ကြည့်တာကပိတ်ဆံဘယ်လောက်ထိရမယ်ဆိုတာပဲရှိတယ်ပေါ့ก็คือสถานการณ์พม่าเนี่ยมันก็มีการเดินทางแล้วก็มีการหนีเข้ามาในเมืองไทยโดยหลายรูปแบบหลายสถานการณ์แต่ว่าผลกระทบของพม่าหรือว่าทางแรงงานมีทรัพย์สินพอไหมแต่ไม่เคยคิดแต่ว่าจะทำอะไรจะบังคับให้ทำอะไรแล้วก็จะให้แรงงานข้ามชาติทำตามอะไรแบบนี้อย่างเดียวอีโรနောက်ဆုံးအနေနဲ့ဥပမာကျွန်တော်တို့ကလက်မှတ်လုပ်ဖို့ဆိုပြီးတော့စ조사ကြတယ်လက်မှတ်လုပ်တိုင်းမှာလက်မှတ်လုပ်တဲ့လူဦးရေကတစ်ဖြည်းဖြည်းပို့ပြီးတော့နေလာတာဗောနော်လက်မှတ်လုပ်တယ်ဆိုတာကလူဦးရေများဖို့တဲ့လုပ်တာတရားဝင်ဖို့တဲ့လုပ်တာဒါပေမဲ့လက်မှတ်လုပ်တဲ့မှာတရားဝင်တဲ့လူဦးရေကပိုများလာတယ်ဗောအဲ့ဒါတခုဗောနောက်တစ်ခုက CA စခန်း CA စခန်းမှာဘယ်လောက်ထိလိန်နေလဲဆိုလိန်စားနေကြလဲဆိုလို့ရှိရင်ထိုင်းကိုသွားပြောရင်မြန်မာဆိုရကိုထိုးပြတယ်မြန်မာဆိုရကိုပြောရင်ထိုင်းဆိုရကိုလက်ညှိုးထိုးပြတယ်ဒါပဲအဓိကအဓိပ္ပာယ်ကသူတို့အကျိုးမြတ်တဲ့ပဲကြည့်ပါတယ်လို့မြန်မာနိုင်ငံအစိုးရခိုင်းတဲ့လုပ်ထဲမှာထိုင်းကရှိစုကก็คือรายงานสถานการณ์ของรายงานในเมืองไทยเนี่ยแม้ว่าจะเปิดขึ้นทะเบียนไม่กี่ครั้งก็ตามเปิดขึ้นทะเบียนใหม่กี่ครั้งก็ตามแต่ยอดจำนวนของรายงานข้ามชาติเนี่ยยังลดลงเรื่อยๆแล้วก็ยังเข้าไม่ถึงกันแล้วก็แม้กระทั่งการบริการของการพิสูจน์ CI เล่มสีเขียวเนี่ยมันก็ตรวจถอยแล้วก็เวลาเข้าไปการพิสูจน์เนี่ยไม่ได้รับความร่วมมือต่างๆแล้วก็เวลามันติดปัญหาก็คือทางพม่าก็โยนให้ฝั่งไทยก็โยนให้พม่าแต่ไม่รู้ว่าแรงงานข้ามชาติเนี่ยจะทำตามยังไงแล้วก็มีการรีดไถที่เป็นเงินเพื่อที่จะให้มันค่าใช้จ่ายมากขึ้นด้วยขอบคุณครับขอบคุณครับขอบคุณครับတနကဆရာမကြီးအလေကဆရာမကြီးပြောတာသဘောကျတယ်လေဘာဖြစ်လို့ဆိုလို့ရှိရင်ကျမတို့ကရက်ွက်ထင်းမှာထိုင်းနဲ့မြန်မာအတူတူနေလို့ရပါတယ်ပြဿနာမရှိပါဘူးပြဿနာရှာတဲ့ဟာကပလိတ်တွေပဲဖြစ်နေတယ်ဆိုတဲ့ဟာသဘောကျတယ်ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာနှိပ်ဖို့90ရှိပြီဘာဖြစ်လို့ဆိုလို့ရှိရင်ပြဿနာတစုတရာအာဏာရှိတဲ့စိတ်ကောက်စီကပြဿနာတစ်ခုခုလုံးမယ်ဆိုလို့ရှိရင်လူမျိုးဒီဘက်ကဟိုပြဿနာပြေဖန်တီးတယ်ဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့ဒီဘက်ကတွေဖန်တီးတာကျွန်တော်တို့မြန်မာနိုင်ငံမှာဒါခံခဲ့ရတာများနေပြီဒါပေမဲ့ဒီအာဏာသိလင်းနောက်ပိုင်းမှာတော့ကျွန်တော်တို့မြန်မာပြည်သူတွေတော်တော်များများကဒါကိုသတိထားလာကြတယ်ပေါ့နော်ဒါတစ်ချက်ပေါ့ก็คือทางชุมชนของเราทางชุมชนแม่สอดของเราเนี่ยเราก็อยู่ร่วมกับคนไทยได้แล้วก็ประทับใจที่อาจารย์ที่นั่งอยู่ตรงกลางเนี่ยได้พูดถึงเรื่องการเป็นอยู่ของในชุมชนที่อยู่ร่วมกันแล้วก็เราเนี่ยเคยมีผลกระทบต่อทางรัฐบาลที่ประเทศต้นทางของเราเนี่ยมายาวนานถึง70 ปีแล้วก็ทุกวันนี้ก็เกิดการรัฐประหารแล้วก็มีออกกฎเกณฑ์มาต่างๆแล้วก็มันมีผลกระทบกับชีวิตของแรงงานข้ามชาติแม้กระทั่งอยู่ฝั่งนี้ก็ตามနောက်တစ်ခုကကျွန်တော်တို့ဒီရက်ွက်ထင်းမှာဈေးရောင်းတဲ့ကိစ္စပေါ့နော်တနကဆရာမပြောတာဒီမှာအများကြီးပါပါတယ်ကျွန်တော်တို့ဒီကန်တုတ်မှာဖုတ်ကဲမှာဈေးရောင်းတယ်ကိုစမီကျွန်းမှာဈေးရောင်းတယ်ဖတ်တရမှာဈေးရောင်းတဲ့လူတွေကြတော့တိတ်ပြဿနာမရှာဘူးဒါပေမဲ့ရက်ွက်ထင်းမှာအဲ့လိုသမင်းလေးထုတ်စားဖို့အတွက်နင်းနေဈေးရောင်းတဲ့သူတွေကြတော့ပြဿနာရှာတာကိုတွေးရတယ်ပေါ့တွေ့ရတဲ့ခါကျတော့ဒါတွေမှလည်းကြည့်မယ်ဆိုလို့ရှိရင်ဒီပြဿနာရှာတဲ့ဟာကရွာကဒေသခံတွေရှာတာမဟုတ်ဘူးရွာကဒေသခံတွေကပို့ပြီးတော့အကျိုးမဲ့ရတယ်သူတို့ဈေးရောက်ခွင့်ရတယ်ဈေးငှားခွင့်ရတယ်နောက်ပြီးတော့တထေးခံခွင့်ရတယ်သူပိဿာအများကြီးရတယ်တကယ်တမ်းပြဿနာရှာလာတာကအာဏာပိုင်တွေဖြစ်တယ်အာဏာပိုင်တွေကလက်ဆောင်မှုတွေပိုများတယ်နောက်တစ်ခုကကျတော့ဗမာပြည်သားတွေဈေးရောက်တဲ့ကိစ္စမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်
ကျွန်တော်တို့ရွှေပြောလုံးသမားတွေကအလို့သွားလုပ်တဲ့အခါမှာရပောင်း45ရက်နေမှလောအခါလာစားရတာ45ရက်နေမှလောအခါလာစားရတဲ့အခါကျတော့ထိုင်းဆိုင်တွေမှာအကျွေးဝေစားလို့မရဘူးဗမာဆိုင်တွေမှာမှအကျွေးဝေစားလို့ရတာဒီစနိတ်တွေကလည်းရှိသေးတာကိုနော်။နော်လို့ဒီဖတ်တရားကန်းရှိမှာဈေးရောက်နေတဲ့သူတွေကြာဘာမှမပြောဘူး။ဥမာကိုစမီကျောင်းမှာဈေးရောက်နေတဲ့သူတွေဘာမှမပြောဘူး။ကျွန်တော်တို့ဟိုဖိုကက်ကန်းရှိမှာဈေးရောက်နေတဲ့သူတွေတို့ဘာမှမပြောဘဲနဲ့ရက်ွက်ထင်းမှာစောဖို့တော့နင်းနေရောက်တဲ့သူတွေပြဿနာရှာတာလည်းဒီရေးတွေဖြစ်နေပဲအစိုးရဌာနတွေဖြစ်နေနေပေါ့နော်။ การอยู่ร่วมกับชุมชนของเราเนี่ยแล้วก็อยู่ร่วมกับชุมชนไทยแล้วก็มีคนไทยเนี่ยเปิดร้านค้าแล้วก็ทำให้คนไทยที่เปิดร้านค้าได้ผลประโยชน์ไปด้วยเพราะว่าเราไปอุดหนุนแล้วก็เมื่อการเปรียบเทียบการเปิดร้านค้าแล้วขายของเนี่ยส่วนพื้นที่พัทยาหรือว่าพื้นที่ท่องเที่ยวต่างๆเนี่ยก็มีรายงานที่เป็นคนต่างประเทศที่เปิดขายสินค้าหรือก็ทำธุรกิจค้าขายเนี่ยไม่ได้ถูกเลียดไถเรียกว่าไม่ได้หาเรื่องหาราวแต่ในชุมชนของเราเนี่ยไม่ว่าขายสินค้าเล็กๆของพม่าเนี่ยถูกเลียดไถแล้วก็ถูกเจ้าหน้าที่เนี่ยเอารัดเอาเปรียบแล้วก็เลียดไถเงินแล้วก็ชุมชนของเราเนี่ยทำงาน45วันถึงจะได้ค่าแรงมาเพราะฉะนั้นเราไม่มีเงินสำรองที่จะใช้จ่ายใน45วันแล้วก็ใช้ระบบการเซ็นสินค้าในร้านค้าแบบนี้ทำให้เราเนี่ยไปเซ็นกินในชุมชนของเราได้ระบบมันเป็นอย่างนั้นแต่ก็ยังหลีกเลี่ยงไม่ได้ก็มีเจ้าหน้าที่รัฐเนี่ยมาเรียกผลประโยชน์แล้วก็มาเรียกเงินมาหาเรื่องเพื่อที่จะจับในการขายของเรื่องต่างๆแบบนี้ครับยังมีผลกระทบเรื่องนี้อยู่